ကောင်လေးကလမ်းဘေးမှာခောက်ဆွဲကြော်ကိုတပန်းကန်ဒေါ်လာ1000နဲ့ရောင်းချပါတယ်သူကနေတိုင်းအပွဲ20တာပြုလုပ်ပေမဲ့ဝယ်သူအများပြားနေတိုင်းတန်းစီနေလေးရှိကြပါတယ်ကောင်လေးကဟင်းသီးဟင်းရွက်တွေကိုအမြန်လေးဖြတ်ပြီးမိသားစုပိုင်တဲအိုးနဲ့စတင်ကြော်ချက်ပါတယ်သူနောက်ဆုံးတစ်ပွဲကိုရောင်းပြီးစိုင်းပိတ်တော့မဲ့အချိန်မှာအဖိုးအိုတယောက်ကဒေါ်လာ30တန်းနဲ့ဝယ်ခြင်းနဲ့လို့ပြောခဲ့ပါတယ်ကောင်လေးကဒဲအိုးတွေကစီကိုချက်ချင်းအပူပေးလိုက်တယ်9မိနစ်အကြာမှာခောက်ဆွဲကြော်ရသွားပါပြီအဖိုးအိုကအနံ့ကိုရှူရှိုက်ပြီးအမြန်စားသုံးလိုက်ပါတယ်သူပကံကိုတောင်ပြောင်းစင်အောင်လျက်ခဲ့ပါတယ်ကောင်လေးကဘလို့ရှင်းမလဲမေးတော့အဖိုးအိုကပိုးသားအိတ်လေးတစ်လုံးကမ်းပေးပြီးအတွင်းထဲမှာလိပ်စာပါကြောင်းပြောခဲ့ပါတယ်နောက်တနေ့မှာသူတို့ပတ်စံရှင်းပေးမယ်လို့ပြောတာကြောင့်ကောင်လေးကလိပ်စာအတိုင်းကုမ္ပဏီတစ်ခုစီလိုက်သွားခဲ့ပါတယ်သူဝင်တော့မဲ့အချိန်မှာလုံခြုံရေးအစောင့်နှစ်ယောက်ကသူ့ကိုတားဆီးလိုက်ပါတယ်ကောင်လေးကတထေးကိုတွေ့ချင်တယ်လို့ပြောခဲ့တဲ့အဆောင်တွေကသူ့ကိုမောင်းထုတ်တော့မဲ့အချိန်မှာတန်မိုးကြီးမော်တော်ယာဉ်တစ်စီးဂိတ်ပေါက်မှာထိုးရက်လာခဲ့တဲ့တထေးရဲ့လက်ထောက်ကကောင်လေးဘာလို့ရောက်နေတာလဲလို့မေးခဲ့တယ်သူကငွေလာကောက်တာပါလို့ပြောတဲ့အခါလက်ထောက်ကကောင်လေးရဲ့ပါးစပ်ကိုဖွင့်ကြည့်လိုက်ပြီးရှားပေါ်မှာကြာပန်းတစ်ပွင့်ကိုတွေ့ရှိလိုက်ရပါတယ်ဒါကြောင့်လက်ထောက်ကကောင်လေးကိုစိုင်းတစ်ခုစီခေါ်ဆောင်သွားခဲ့တယ်စိုင်းပိုင်ရှင်ကအသေးအတန်နေမကောင်းဖြစ်နေပြီးသူဟာကောင်လေးရဲ့အဖေဖြစ်နေခဲ့ပါတယ်ကောင်လေးမွေးဖွားတဲ့နေ့တုန်းကတာဝူဖုန်ကြီးတစ်ပါးကသူဟာသူ့ပတ်ဝန်းကျင်ကလူတိုင်းစီကန်ဆိုးမိုးမောင်ကျစေလိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်သူ့အမေကမိတွင်သွေးလွန်ပြီးတေဆုံးသွားခဲ့တယ်ဒါကြောင့်သူ့အဖေကသူ့ကိုစွန့်ပစ်ခဲ့ရတာပါအခုတော့မိသားစုစည်းစိမ်ကိုဆက်ခံဖို့ကောင်လေးကိုသူ့လိုအပ်လာခဲ့ပါပြီဘာလို့လဲဆိုတော့သူတို့မိသားစုကစားတောက်ဆိုင်လုပ်ငန်းစုကြီးကိုပိုင်ဆိုင်ထားလို့ပါကောင်လေးကစဖို့မှုပြိုင်ပွဲမှာအနိုင်ရရမှာဖြစ်ပါတယ်အဲ့ဒီလိုပြောပြီးနောက်ဖခင်ဖြစ်သူကယောဂနဲ့ကွယ်လွန်သွားခဲ့ပါတယ်နောက်တစ်နေ့မှာလက်ထောက်ကသူ့အတွက်ဇာပနာကျင်းပပေးခဲ့တဲ့ဒန္နာရီလာစဖို့မှုတွေလည်းရောက်လာကြပြီးသူတို့ရဲ့ဟင်းလျာတွေကိုပူဇော်တက်ကဖြစ်ပေးအပ်ခဲ့ကြတယ်ကောင်လေးကအစားအစာကိုမြည်ဆန်းကြည့်ပြီးအရသာဆိုးရွားကြောင်းနဲ့ဒန္နာရီလာစဖို့မှုပွဲနဲ့မထိုက်တန်ကြောင်းပြောခဲ့တယ်သူကသူတို့ရဲ့အမတစ်ခုချင်းစီကိုထောက်ပြခဲ့တဲ့စဖို့မှုတွေကချက်ချင်းမကြည်မနှက်ဖြစ်သွားကြတယ်သူတို့ကိုယုံကြည်လာစေဖို့ကောင်လေးကလောင်းကြီးတစ်ခုထပ်ခဲ့တယ်သူသူတို့ကိုသဘောကျစေမဲ့ဟင်းတပွဲမချက်နိုင်ရင်သူ့ရဲ့အမွေကိုစွန့်လွတ်မယ်လို့ပေါ့မကြခင်မှာကောင်လေးကသူ့ဟင်းပွဲကိုချက်ပြုတ်ပြီးစီးသွားခဲ့တယ်ထမင်းကြော်တပကံသာဖြစ်နေတာကိုလူတိုင်းတွေ့လိုက်ရတော့သူတို့ကိုစတင်ရေမောခဲ့ကြတယ်ဒါပေမဲ့ဒန္နာရီလာစဖို့မှုတယောက်ကတလုတ်စားလိုက်တဲ့အချိန်မှာအဲ့ဒါဟာသူစားဘူးသမျှထဲမှာအရသာရှိဆုံးအစားအစာဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတော့တယ်